သူမဟာမြေပဲနဲ့ပြင်းထန်စွာဓာတ်မတည့်သူဖြစ်ပါတယ်။ဒါပေမဲ့မောင်ဖြစ်သူရဲ့အမိန့်ကြောင့်တွေ့ဝေမနေပဲမြေပဲတွေကိုစားချပစ်လိုက်ပါတယ်။စားပြီးစက္ကန့်ပိုင်းအတွင်းမှာပဲသူမဟာအသက်ရှူကျပ်ပြီးပြင်းထန်တဲ့ဓာတ်မတည့်မှုဝေဒနာကိုခံစားရပါတော့တယ်။ထိုအခါမှမိသားစုဝင်တွေဟာသူတို့သမီးလေးကိုတကယ်ဆက်ရုပ်တရုပ်အဖြစ်ပြောင်းလဲပစ်လိုက်မိပြီဆိုတာကိုနောက်တကြီးစွာနဲ့သတိပြုမိသွားကြပါပြီ။တကယ်တော့လွန်ခဲ့တဲ့3နှစ်ကသူမဟာဆက်ရုပ်ညီမလေးကိုတမင်တက်တွန်းခဲ့တာမဟုတ်ပါဘူးမိဘတွေရဲ့မျက်နှာသာပေးမှုကိုခံရတဲ့ဆက်ရုပ်ကြောင့်စိတ်ဆိုးမိယုံတင်ပါဒါပေမဲ့ထိုရက်ဆက်တဲ့ကြောင်းမှာအမိတ်မနာခံရင်လျှက်စစ်လျှော့တိုက်ပြီးနှိပ်စက်ခံရတာကြောင့်နာကျင်မှုတွေကနေလွတ်မြောက်ဖို့ဆက်ရုပ်တရုပ်လိုဟန်ဆောင်ခဲ့ရတာဖြစ်ပါတယ်ကျောင်းအုပ်ကြီးကတော့ဒါဟာခံယူချက်ပြုပြင်ပြောင်းလဲမှုရဲ့တာမန်တုံ့ပြန်မှုဖြစ်ပြီးရပိုင်းအတွင်းကောင်းသွားလိမ့်မယ်လို့ဆိုပါတယ်။အဲ့ဒီနောက်ပိုင်းမှာတော့သူမဟာအိမ်ရဲ့ဆက်ရုပ်နေရာမှာအစားထိုးပြီးအိမ်အလုပ်မှန်သမျှကိုအမိန့်တိုင်းလှုပ်ဆောင်ရပါတော့တယ်။ဒါပေမဲ့တနေ့မှာတော့မိသားစုဝင်တွေဟာသူမကိုဆက်ပိတ်ဖို့မေ့သွားခဲ့ကြပါတယ်။ရလက်အနေနဲ့မိန်းကလေးဟာတညလုံးဆိုဖာပေါ်မှာအတောင့်သားကြီးထိုင်နေခဲ့ရပြီးမနက်ခင်းမှာတော့ပင်မနှွဲ့နဲ့လွန်းလို့အသက်ဝိညာဉ်မဲ့နေတဲ့သူမရဲ့ရုပ်အလောင်းလိုပုံစံကိုကြည့်ပြီးမိဘတွေရင်ခွဲမတက်ခံစားလိုက်ရပါတော့တယ်။